မင်္ဂလာပါကျွန်တော်တို့ဒီလို 3D ပစ္စရုပ်ကလေးတွေနဲ့ဒီကျွန်တော်တို့ပေါ့နော် AI ဗီဒီယိုလေးတွေပေါ့နော်မြန်မာစကားပြောတဲ့ AI ဗီဒီယိုလေးတွေဘယ်လိုထုတ်ရမလဲဆိုတဲ့ဟာလေးကိုဒီနေ့ share လုပ်သွားမှာဖြစ်ပါတယ် ငါကဒေါက်တာဆေးလိုက်ပဲ ဒီမှာဆိုဒါလေးတစ်ချက်ကြည့်ကြည့်ပါမယ် ခန္ဓာကိုယ်ကိုဖျက်ဆီးဖို့ငါဒီကိုရောက်လာပြီမင်းတို့ပတ်စံတွေအကုန်ခံပြီးငါ့ကိုရှူသွင်းနေကြတာလေကြည်စမ်းဒါမင်းရဲ့မီးတူးနေတဲ့အဆုပ်ပဲအခုတလုံးအသက်ရှူရတာကြက်နေပြီမလားအဆုပ်တစ်ခုတည်းထင်နေလားမင်းရဲ့နှလုံးသွေးကြတွေကိုပါငါပိတ်ဆို့ပြမှာဒီဗီဒီယိုမှာဆိုလို့ရှိရင်ကျွန်တော်အဲ့ဗီဒီယိုတစ်ပုတ်ထဲကနေကျွန်တော်တို့ view 2သိန်းကျော်နီးပါးလောက်ကျွန်တော်တို့တက်တယ်ပေါ့နော် view 2သိန်းကျော်နီးပါးလောက်တက်လာတယ်အဲ့ဗီဒီယိုတစ်ပုတ်ထဲကျွန်တော်တို့ကနေပြီးတော့ဒီလိုသေးစိတ်ပေါ့နော်ဒီ area စဉ်းစားတာစပြီးတော့ဘယ်လိုထုတ်ရမလဲဆိုတဲ့အပိုင်းလေးကိုကျွန်တော်ဆက်သွားပါမယ်ဒီမှာဆိုလို့ရှိရင်အရင်ဆုံးကျွန်တော်စလိတ်တောက်ချင်းရဲ့စိုးကျိုးတွေကိုဒီ Gemini ကိုကျွန်တော်တို့မေးလိုက်ပါမယ်ပေါ့နော်မေးပြီးတော့ကျွန်တော်ရှာခိုင်းမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့စလိတ်တောက်ချင်းရဲ့ဆိုကြိုများဆိုပြီးတော့ကျွန်တော် Gemini မေးလိုက်တဲ့အခါမှာ Gemini ကနေပြီးတော့ကျွန်တော်တို့ဒီမှာသူ့ရဲ့ဆိုကြိုလေးတွေကျွန်တော်တို့ကိုဒီထုတ်ပေးတယ်ပေါ့နော် Okay ကျွန်တော်တို့ဒီမှာရလာတဲ့အပေါ်မှာရလာတဲ့အကြောင်းအရာတွေပေါ့နော်ဒီအကြောင်းအရာတွေဟိုကျွန်တော်တို့ကသူ့ကိုဒီ prompt တွေတွားတောင်းပါပြီဒီမှာ 3D pixel animation video ထုတ်ဖို့အတွက် script ရေးခိုင်းတယ်ပြီးလို့ရှိရင် character က Dr. Slate character ကိုသုံးခိုင်းတယ် Slate ကို 3D pixel ပုံစံပြင်ဒေါသနဲ့ပြောနေတဲ့ပုံစံမျိုးထုတ်ခိုင်းတယ်ပြီးရင် image to image prompt တွေရယ် image to video prompt တွေရယ်ပြီးလို့ရှိရင်မြန်မာလို dialogue တွေပါတွဲရေးခိုင်းတယ် thumbnail ပါတစ်ခါလေးထုတ်ခိုင်းတယ်ပေါ့နော်9 to 60နဲ့ TikTok အတွက်ပေါ့နော်အဲ့တော့သူဘယ်လိုထုတ်ပေးမလဲကျွန်တော်တို့တစ်ချက်ကြည့်ရအောင်ပေါ့နော်ဒါ thumbnail အတွက်ကျွန်တော်တို့ပါတယ်ဒီစင်းဝမ်းအတွက်ကကင်ဆာယောဂအတွက်ချင်းကြောက်ခြင်းဆိုပြီးတော့ပါတယ်ဒါ image prompt image to video prompt ပါတယ်ဒီရှင်းဒီမှာဆိုလို့ရှိရင်စင်တူအတွက် solution နဲ့ပါတယ်ဆရာအားလုံးပေါင်းကျွန်တော်တို့15စင်းစာအတွက်ကျွန်တော်တို့ထုတ်ပေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဒီ image prompt ကိုကျွန်တော်တို့ယူလိုက်မယ်ယူပြီးလို့ရှိရင်ကျွန်တော်တို့ Google Flow မှာသွားပြီးတော့ကျွန်တော်တို့ထုတ်ပါမယ်နော်ထုတ်ပါမယ်ဒီနေရာမှာကျွန်တော်တို့က9 to 60 ရွေးတယ် image ရွေးတယ်ပေါ့နော်ဒီ Nano Blender Pro နဲ့ပဲကျွန်တော်တို့ထုတ်ပါတယ်နော်ပုံမှန်တော့၄ပုံထုတ်လို့ရတယ်ကျွန်တော်ကတော့ရှုံမှာဆိုလို့မလို့တပုံစီပဲသွားတာပေါ့နော်၄ပုံဆိုလို့ရှိရင်ဒီအပေါ်မှာဓာတ်ပုံတွေအများကြီးဖြစ်နေတာမျိုးတွေဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တပုံချင်းပဲကျွန်တော်ထုတ်လိုက်ပါတယ်ပြီးကြရင်ဒီဘက်ထဲကိုသွားပြီးတော့ကျွန်တော်တို့ dialogue နဲ့ဟွာနဲ့ကိုကျွန်တော်တို့ image to video prompt နဲ့ကိုကျွန်တော် copy ကူးထားမှာဖြစ်ပါတယ်ပုံမှန်အားဖြင့်တော့ကျွန်တော်တို့ဒီ dialogue နဲ့ဒီ image to video prompt နဲ့ကိုတွဲပြီးတခါလေးရေးခိုင်းထားလို့လည်းရတယ်ပေါ့နော်ဒီခေါက်ကကျွန်တော်ကမရေးခိုင်းလိုက်ရလို့မလို့ဖြစ်ပါတယ်ဒီလိုမျိုးလေးကျွန်တော်တို့ copy ယူသွားပါမယ်ပြီးလို့ရှိရင်ဒီနေရာမှာကျွန်တော်ကဗီဒီယိုကိုပြောင်းပါမယ်เนาะဗီဒီယိုပြောင်းမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကမြန်မာအတန်ထွက်မှန်မှုဆိုရင်ဒီ ingredient ဆိုတဲ့ဟာကိုအုံပေးဖို့လိုတယ် frame နဲ့ထုတ်ရင်ကျွန်တော်မြန်မာဘာသာစကားအထွက်မှန်ဘူးဒီ ingredient နဲ့ထုတ်မှပဲအတန်ထွက်မှန်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီနေရာမှာဒီကိုယ့်ရဲ့ point လေးတွေကိုခြွေတာဖို့အတွက်ဝိုင်းမဲထားရမယ်ဖိုးထားလို့ရှိရင်၄ပုံထွက်လာ၄ခုထွက်လာတယ်ဆိုရင်ကျွန်တော်တို့ point 40ခုသွားမယ်ပေါ့နော်တရက်မှာကျွန်တော်တို့ point 50ပဲရတာဆိုတော့ point တွေကိုခြွေတာခြင်းဖြစ်ပါတယ်ဒီနေရာမှာတော့ကျွန်တော်တို့က plus နဲ့ဆိုရင်လည်းကျွန်တော်တို့block ကုန်လဲဆိုတော့20ကုန်တယ်ဒီ quality နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့က100ကုန်တယ်ပေါ့နော်ကျွန်တော်မှမရှိဘူးအဲ့တော့ကျွန်တော်တို့ကဘာနဲ့ထုတ်မလဲဆိုတော့ဒီနေရာမှာ sorry ဒီက agent back ကိုရောက်သွားလို့ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာပြန်ပြီးတော့ပြင်လိုက်ပါမယ် omni နဲ့မဟုတ်ဘူးကျွန်တော် line နဲ့ပဲကျွန်တော်တို့ထုတ်တာဖြစ်ပါတယ်ဒီနေရာလေးမှာအဲ့တော့ဒီနေရာမှာစောစောကယူလာတဲ့ဟာကို copy paste ချလိုက်မယ်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ကဓာတ်ပုံလေးကျွန်တော်တို့ယူရမယ်ပေါ့နော်ဒီကဓာတ်ပုံလေးယူလိုက်ပါမယ်အဲ့ဆိုဒီမှာဓာတ်ပုံလေးရဲ့ကျွန်တော်တို့ယူလာတဲ့ image to pro ရဲ့ dialogue လေးတွေအကုန်ပါတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ဒီဘက်မှာ video စပြီးထုတ်ပါပြီโอเคကျွန်တော်တို့ဒီမှာ video လေးထွက်လာပြီနားထောင်ကြည့်အောင်နော်ငါကိုအထင်မသေးနဲ့ငါကမင်းတို့ကြောက်ရတဲ့အဆုပ်ကင်ဆာကြီးခံတွင်းကင်ဆာအမျိုးစုံကိုဖြစ်စေတဲ့အဓိကတရားခံပဲโอเคဒါဆိုရင်တော့ကျွန်တော်တို့အောင်မြင်တာနဲ့ပြီးဆုံးသွားပြီပေါ့နော်ဒီလိုဗီဒီယိုလေးတွေကိုကျွန်တော်တို့တွေကဒီဘက်ကနေ copy ယူပြီးတော့ဒီ Gemini Hour ရဲ့ဒီ Gemini ကနေ copy ယူပြီးတော့ Google Flow မှာကျွန်တော်တို့ကဒီဓာတ်ပုံနဲ့ဗီဒီယိုနဲ့လာထုတ်လို့ရှိရင်ကျွန်တော်တို့ကဒီလိုဗီဒီယိုပုံလေးတွေရပြီအဲ့ဒီချက်ကမှကျွန်တော်တို့ဒီဗီဒီယိုပုံလေး15စင်းစာအတွက်ဗီဒီယို5ပုတ်ရပြီဆိုရင်5ပုတ်ကိုဖြတ်ဆက်ပြီးတော့ TikTok မှာတင်လိုက်လို့ရှိရင်เนาะဒီလိုဗီဒီယိုလေးတွေရပါပြီအားလုံးပဲလိုက်ကြည့်စီပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်